ကြေးပြောင်းတွေကိုသတိထားရမယ်တခါကြေးတွေကတော်တော်လေးကိုပြောင်းသွားတတ်တယ်ဥမာကျွန်တော်ဒီ10နာရီခွဲလောက်ဆိုရှင်ကြေးတွေကစတယ်ပြီပေါ့နော်မှန်ပြောရမယ်ဆိုလို့ရှိရင်တော့ကြေးတွေကဝိုင်းဘတ်တို့မှာဆိုရှင်တော့တရက်ကြော်ပြီးတော့ကိုဒါကြေးတွေကထွက်တာတွေ့တယ်ဒါပေမဲ့ကျွန်တော်ဒီစပေါ်ရေးဆောင်မှာဆိုလို့ရှိရင်တော့ကြေးတွေ10နာရီခွဲဆိုရင်တော့ဒါစပါပြီ10နာရီခွဲလောက်စတဲ့အချိန်မှာအဲ့ချိန်ကြေးကတစ်မျိုးထွက်နေပါတယ်မှန်ပြောလို့ရှိရင်ဒါတွေကကြေးတွေကပွဲနာနီးလေကြေးတွေကပို့ပြီးတော့မှန်ကန်လာလေပါပဲပွဲဝေးနေတဲ့အချိန်မှာကြေးတွေကဒါတော်တော်လေးကိုဟနေအောင်ပါတခါလေကြောက်လို့ရှိရင်ဒါကြေးတွေကမနက်ကိုဒါ10နာရီလောက်မှာကြေးပြောမယ်ဆိုလို့ရှိရင်တော့1 plus ဒါ60 80လောက်ပေါက်နေပြီးတော့ညနေကြကမှာ1 plus 20 30အဲ့လောက်ပေါက်တဲ့နေထားရလည်းရှိပါတယ်အဲ့လိုရှိရဲဆိုလို့ရှိရင်အဲ့ကြေးတွေကိုမသိဘဲနဲ့ညီကိုတို့ကဒါလောင်းလိုက်မယ်ဆိုလို့ရှိရင်တော်တော်လေးကိုညီကိုတို့နင်းနေသွားပါလိမ့်မယ်ချုပ်ပွဲတွေဆိုလို့ရှိရင်တစ်လုံးကို80လောက်အထိဒါဆချင်းမှာနိုင်နေကောင်းနိုင်နေပါလိမ့်မယ်ဒါပေမဲ့ကြေးပြောင်းသွားတဲ့အချိန်ကြလို့ရှိရင်ဒါညီကိုတို့ကဘယ်အသင်းကိုဘယ်လိုလောင်းအောင်လဲဆိုတော့အတွေးတွေကဝေဝါးသွားနိုင်ပါလေအားကြောင့်မို့လို့ကြေးပြောင်းတွေကိုအချိန်နဲ့မျှလေ့လာပါကြည့်ရှုပါပြောမယ်ဆိုရှင်ဘောလုံးပွဲတစ်ပွဲကိုလောင်းလို့ကောင်းဆုံးအချိန်ကပွဲမစခင်နိုင်ဝက်လို့ပါပဲဘလို့အချိန်တွေကြေးပြောင်းတက်လဲဆိုလို့ရှိရင်ဒါကြေးပြောင်းတာတွေကအများအဖြစ်အချိန်တွေ၃ခုမှာအဓိကများဆုံးပြောင်းပါတယ်ဘယ်အချိန်တွေမှာပြောင်းလဲဆိုလို့ရှိရင်အသင်းရဲ့အဓိကကစားသမားတွေမပါတဲ့အချိန်ရဲ့နောက်တစ်ခုကဒါအစောပွဲတွေရဲ့ရလက်ကထွက်ပေါ်ပြီးတဲ့အချိန်ရဲ့တတိယတစ်ခုကတော့ရာသီဥတုကြောင့်ပါပဲအဲ့၃ခုပေါ်မူတည်ပြီးတော့ကြေးတွေကပြောင်းတတ်ပါတယ်။တော်တော်များများကတော့ဒါကြေးတွေကပလက်ကြေးကနေပြီးတော့မိုင်းနဲ့ကြေးထွက်သွားတာတို့ဒါ10ပြားအလုံးစုံပြား20အဲ့လောက်ပဲကွာသွားတာတို့အဲ့လိုမျိုးပဲအများဆုံးပြောင်းတတ်တာများပါတယ်။ဒါပေမဲ့ level ကြေးတွေကတော့တော်တော်လေးကိုပြောင်းလဲမှုကျန်းပါတယ်။အဲဒါကြောင့်မို့လို့ level ကြေးပေါက်တဲ့ပွဲတွေဆိုလို့ရှိရင်ကြေးပြောင်းမှုအတွက်ကိုတော်တော်လေးကိုသတိထားပြီးတော့ဒါဆော့ဖို့ကြော်အကြံပေးလိုပါတယ်ပြောမယ်ဆိုလို့ရှိရင်ဒါပြီးခဲ့တဲ့တပတ်ကြော်လောက်ကကန်သွားတဲ့ဆာဆူဂိုလိုနဲ့လာဇီယိုတို့ပွဲမှာဆိုလို့ရှိရင်အစောပိုင်းကပေါက်နေတဲ့ကြေးကဒါ level 80ရှုံပေါက်နေတာပါ level 80ရှုံပေါက်နေတာကနေပြီးတော့1 plus 90ထိပေါက်သွားပါတယ်အဲ့လိုပေါက်တယ်ပြောမယ်ဆိုလို့ရှိရင်ဒါကပြောမယ်ဆိုရှင်ရင်ဒါအပေါ်သင်းကြေးအောင်ဖို့ကိုရာခိုင်နှုန်းကတော်တော်လေးကိုနည်းသွားပါပြီနည်းသွားတဲ့အတွက်ကြောင့်ဟို level ကြေးပေါက်တဲ့အချိန်မှာညီကိုတို့ကရိုက်ထားခဲ့ရဆိုလို့ရှိရင်ဒီ1 plus ပြောင်းသွားတဲ့အချိန်မှာညီကိုတို့ဒါတော်တော်လေးကိုနစ်နာသွားပါပြီအဲဒါကြောင့်မို့လို့ level ကြီးတွေကိုဒါအချိန်နဲ့များလေ့လာနေပါကြည့်ရှုနေပါ level ကြီးကိုရိုက်ချင်တယ်ဆိုရင်တော့နိုင်ဝက်အလိုလောက်မှရိုက်ပါအထူးသဖြင့်ဘယ်လိတွေကကြီးပြောင်းတာပုံများလဲဆိုလို့ရှိရင်ပြင်သစ်စပိန်အီတလီဒီလိ၃ခုကကြီးပြောင်းတာတော်တော်များပါတယ်စားဖွင့်ကြီးကတစ်မျိုးဒါနောက်ဆုံးပွဲကန်ကနီးကြီးကတစ်မျိုးအဲ့လောက်ထိကိုကြေးတွေကပြောင်းလဲမှုများပါတယ်အများတန်းလို့ကိုဒီလီ၃ခုကတော့ကြေးရတော့တော်တော်လေးကိုကွာဟာချက်များနဲ့ကိုပြောင်းနေတာပါစားဖွင့်တဲ့အချိန်မှာဒါခုနပြောဆိုရင် level ကြေးကနေ1 plus ကြေးပေါက်သွားတာတို့အဲ့လိုကြေးတွေကဒီလီ၃ခုမှာဆိုလို့ရှိရင်အများဆုံးတွေ့ရတာပဲဖြစ်ပါတယ်